ကျမနာမည်ကဒေါ်မေလွန်းသူပါမြန်မာနိုင်ငံရန်ကုန်မြို့ကနေလာပြီးတော့ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်ကျမက2007မှာ hepatitis B ရောဂါကိုစပြီးတော့ရှိမှန်းပေါ့နော်သိရှိခဲ့ရတာပါကျမပုံမှန်မဟုတ်တဲ့ပေါ့နော်တာမန်အိတ်လို့မရဘူးဟိုဘက်စောင်းအိတ်လည်းမရဘူးဒီဘက်စောင်းအိတ်လည်းမရဘူးဒီအသေးကနေပြီးတော့နားတဲ့ဝေဒနာကိုကျမပထမဦးဆုံးခံစားရပါတယ်အဲ့လိုခံစားရပြီးတော့နောက်အဆိုးဆုံးကတော့အစာမကြေတဲ့ယောဂကိုကျမခံစားရပါတယ်မိသားစုစဉ်းစားဆုံးဖြတ်ပြီးတော့အိန္ဒိယနိုင်ငံ Max Specialty ဆေးရုံမှာရှိတဲ့ဒေါက်တာမင်္ဂလာရဲ့ expertise ကို On evaluation in India with us at Max Hospital Vaishali, she was found to have about a 7-8 centimeters tumor in the right side of liver. Fortunately, her liver functions were good and she did not have any portal hypertension. She was admitted with us. She underwent surgery. At surgery, a part of the liver which contained the tumor was removed, and this was followed by her being shifted to the room on the day of surgery. 73နာရီလောက်ကြာတယ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ် gall bladder ဖယ်လိုက်ရပါတယ်နောက်ပြီးတော့ 5.6 tumor ကိုဖယ်လိုက်ပါတယ်အသေး30ရာခိုင်နှုန်းလောက်ကိုဖယ်ထုတ်လိုက်ပါတယ် After 4 days, she's now been discharged from the hospital, and at first follow-up at 7 days, she's absolutely fine, walking comfortably, doing everything that she wants to do. ကျွန်တော်တို့73ရက်3လပေါ့ဆိုတော့ကျွန်တော်တို့ခွဲစိတ်ကုသမှုလုပ်ခဲ့တာ10ရက်ရှိပြီကျွန်တော်မျိုးသမီးကပုံမှန်ခြေနေ normal activity ဆိုရောက်ပြီကျမအထူးပြောချင်တာလေးတစ်ခုကတော့ကျမကိုခွဲစိတ်ကုသပေးတဲ့ဒေါက်တာဗီဗစ်မန်ဂလာနဲ့တူ Max Vaishali ဆေးရုံမှာရှိတဲ့ team အားလုံးဆရာဝန်ဆရာမအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ပြောကြားချင်ပါတယ်